လူသိနည်းသောကျန်းမာရေးလှည့်ကွက်10ခုကော်ဖီတောက်တာကစိတ်ကြယောဂဖြစ်နိုင်ခြေကိုလျှော့ချစေပါတယ်။ပန်းသီးနဲ့ငပြောသီးကရေဓာတ်ဖြစ်အချိုရည်ထက်ပိုပြီးရေဓာတ်ဖြစ်ပေးနိုင်စွမ်းရှိပါတယ်။ထမင်းစားပြီးချိန်မိနစ်60အတွင်းအိတ်တာကဇီဝကာမဖြစ်စဉ်ကိုနှေးခွေးစေပြီးကိုယ်အလေးချိန်ကိုတက်စေနိုင်ပါတယ်။တက်ချောကလက်ကခန္ဓာကိုယ်ကကော်တီဇောလို့ခေါ်တဲ့စိတ်ပီစီမှုဟော်မုန်းကိုတိတိတတ်တာလျှော့ချပေးနိုင်ပါတယ်။ချောကလက်အနည်းငယ်စားပေးရင်စိတ်တည်ငြိမ်မှုကိုချက်ချင်းရရှိစေနိုင်ပါတယ်။ပုံမှန်ထိုင်နေရကနေထားလိုက်တဲ့အခါမူးဝေတာကတိတ်ပေါင်ချိန်ကြရဲ့လက္ခဏာဖြစ်ပြီးရေဓာတ်ပြေဝအောင်နေဖို့လိုပါတယ်။ပြားရည်ဟာတဘာဝဆေးဘက်ဝင်ပြီးအနာကျက်မြန်စီကညဘက်ချောင်းဆိုးတာကိုပါတတ်တာစေပါတယ်။တနေ့ကိုရေ2လီတာ3လီတာတောက်တာထက်တစ်ခန္ဓာကိုယ်အလေးချိန်ကို2.2နဲ့မြောက်ပြီးရလာတဲ့မီလီလီတာပမာဏကိုတောက်ပေးတာကပိုကောင်းပါတယ်။မနက်ခင်းနေရောင်ကို15မိနစ်ခန့်ခြင်းကညဘက်အိပ်စက်မှုကိုတိုးတက်စေပါတယ်။ခြေသလုံးသားတွေကြွက်တက်တာကပိုတက်ဆီယမ်မဂနီဆီယမ်နဲ့ကယ်ဆီယမ်ဓာတ်တွေချိုးတက်နေတဲ့လက္ခဏာပါ။တမယာသီးသို့မဟုတ်ရှောက်ခါးသီးကိုရေနွေးနဲ့နေတိုင်းတောက်ပေးရင်ကိုယ်ခံအားစနစ်ကိုမြင့်တင်ပေးနိုင်ပါတယ်